ဘုန်းတို့မယမနာပါပဲသာနာပြုလုပ်ငန်းတွေကကိုတန်ဃာတော်များဘဲဆောင်သာနာပြုစွမ်းရည်မြင့်ဝါဘသင်္လန့်သင်နိုင်ရက်40ပြီးတော့တာ4ရက်ပဲရှိပါသေးတယ်စာပြန်ပွဲကြီးအတွက်စုပေးပွဲခန္ဓာကြီးကျင်းပါတယ်14ရက်နေ့2လ2026ကနေပြီးတော့23ရက်2လ2026အထိဘုန်းတို့ကျောင်းမှာယဉ်ကျေးလိမ္မာနဲ့အင်္ဂလိပ်စာသင်တန်းကိုစနစ်တကျဘုန်းကိုယ်တိုင်ဦးစီးပြီးတော့သင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်စာတွေမှာဆိုရင်အဓိကကတော့နမောတတ္တသရဏဂုံသီလယူရာမေတ္တာပို့ရာ38ဖြာမင်္ဂလာတွေစတာတွေကိုအင်္ဂလိပ်မြန်မာပါဠိ3ဘာသာနဲ့သင်ကြားပေးမယ်အပြင်အဲ့ဒီအပြင်ကိုကလေးတွေတော်ရှုထွက်ပြီးတော့အင်္ဂလိပ်စကားပြောတတ်တဲ့အလေးကျင့်လေးတွေလူတော်တဲ့တိုးရဲတဲ့အလေးကျင့်လေးတွေရအောင်လေဘုန်းတို့ဒီမှာဖြည့်ဆွက်ပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်10ရက်တာကာလမှာဘုန်းတို့ကလဲကူအတွင်းလဲကူမြို့နဲ့ဒီကျွန်းကလေးအနီးတစ်ဝိုက်မှာရှိတဲ့နေရာတွေဆိုရင်တော့စုရက်လှုပ်ပြီးတော့ကားနဲ့လည်းလာကြိုပေးမယ်စုရက်နေရာထိကိုလည်းကားနဲ့ပြန်ပို့ပေးမယ်နေ့လယ်စာလည်းကျွေးမယ်ညနေအေးမုံစားတဲ့အာဟာရလည်းနော်ကျွေးမွေးပြီးတော့လှူဒန်းမယ်ဘာမှယူစရာမလိုဘူးမိဘလေးတွေလည်းဘာမှစိုးရင်စရာမလိုကြောင်းရောက်တာနဲ့တကားပိတ်ထားပြီးတော့တကမှုနဲ့ထားပြီးတော့စောင့်ရှောက်ပေးမှာဖြစ်ပါတယ်ကျောင်းတက်ချိန်ကနေပြီးတော့ကျောင်းဆင်းချိန်အထိအမြင်ကိုလုံးဝထွက်ခွင့်မရှိကျောင်းဆင်းချိန်ရောက်ရင်လည်းကားနဲ့စုရက်အထိကိုအိမ်တိုင်ရာရောက်ပုံစံမျိုးနဲ့လိုက်ပြီးတော့ပို့ဆောင်ပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အစားလည်းကျွေးတယ်ပညာလည်းပေးတယ်လာပြီးတော့လည်းကြိုပေးမယ်ပြန်ပြီးတော့လည်းပို့ပေးမယ်အန်တရကင်းအောင်လည်းအစအရာစောင့်ရှောက်ပေးမယ်စနစ်တကျနေတဲ့ထိုင်တဲ့အောင်လည်းသင်ပေးမယ်အဲ့တော့ငါတို့ရဲ့အနာဂတ်ဖြစ်တဲ့ရင်သွေးငယ်တွေကိုငယ်ငယ်တွေကယဉ်ကျေးအောင်လိမ္မာအောင်စိုးဆုံးမလွယ်အောင်ပြီးဘာသာတရားကိုင်းရှင်းအောင်မိဘကျေးဇူးတည်တတ်အောင်တို့သင်ပေးဖို့ဟာအင်မတန်ရေးကြီးပါတယ်သာသမီကိုလောကီပညာလောက်ပဲသင်ပေးပြီးတော့ဘာသာရေးပညာမသင်ပေးရင်တော့တစ်ဖက်ကန်းဖြစ်တဲ့သာသမီတွေပဲမွေးဖွားလာပါလိမ့်မယ်တစ်ဖက်ကန်းဆိုတာကတစောက်ကန်းလောက်တတ်တယ်လို့လောကကြီးမှာခိုင်ရန်ရဲပြောတဲ့စကားတွေရှိပါတယ်အဲ့တော့တစ်ဖက်ကန်းနေဟာမိဘတွေကိုဒုက္ခပေးတတ်ပါတယ်အခုခေတ်မှာဆိုရင်မိဘတွေကိုစွန့်ပစ်ခံရတာတွေနော်ဆင်းရဲချမ်းသာမရဖြစ်နေတာဒါဟာဘာကြောင့်လဲဘာသာရေးအသိမရှိလို့ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုသင်တန်းကိုပို့ခြင်းနဲ့ယဉ်ကျေးလိမ့်ပြီးတော့14ရက်ကနေပြီးတော့23ရက်နေ့အထိ10ရက်တာကာလသင်တန်းမှာအဝေးကနေပို့ခြင်းတယ်ဆိုရင်လည်းဘုန်းတို့ကျောင်းအိတ်ကျောင်းသားအနေနဲ့လက်ခံပေးပါတယ်အသက်ကတော့73နှစ်ရဲ့အထက်ဖြစ်ရမယ်အတန်းအနေနဲ့ပြောရင်တော့9တန်းဖြည့်ပြီးပေါ့အခုကတော့9တန်းမဖြည့်ရသေးဘူး6တန်းဖြည့်ထားတဲ့ကလေးတွေနဲ့အထက်ကိုပို့လို့ရပါတယ်လို့အဲ့ဒါလေးပြောချင်ပါတယ်ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ပါရမီဆရာတော်258 410 235ပါရမီဗုဒ္ဓသာသနာပြုကျောင်းတိုင်းလဲကူကိုဆက်သွယ်ပါဒါလေးပဲပြောချင်ပါတယ်